မြန်မာနိုင်ငံမှာတဲ့စုငွေ15ရာခိုင်နှုန်းကိုတဲ့အမြက်အနေနဲ့တဲ့လတိုင်းထုတ်ပေးတယ်တဲ့ဒါပေမဲ့ကိုယ့်ပတ်စံကိုတော့ဒီဇင်ဘာ25မှာထုတ်ပေးမှာတဲ့အဲ့ဒါရုံရလားတဲ့ဆိုတော့ပွင့်လင်းပြောရမယ်ဆိုရင်တော့ဘယ်သူမှကျွန်တော်တို့လာစင်ပေါ့နော်ကိုစုထားတဲ့ငွေရဲ့15ရာခိုင်နှုန်းကိုဘာမှမလုပ်ဘဲနဲ့စီးပွားရေးတွေပါညာလည်းမရှိဘဲနဲ့ပလိန်ထုတ်မပေးနိုင်ပါဘူးတကယ်လို့စီးပွားရေးပါရှိရဆိုရင်လည်းအဲ့ဒါတေးသေးချာချာချပြထားမှသာနဲ့ကျွန်တော်တို့ကငွေတွေပါထည့်တာတွေစားဆန်တဲ့အနေနဲ့တေးချလုပ်ရမှာပေါ့နော်အခုကဘသူကလုံးမှလဲဆိုတာလည်းမဥဆောင်တဲ့သူကရန်ကုန်ဆရာဝန်လို့ပြောတယ်ဆိုတာဒါပြောရမယ်ဆိုတိတိကျကျမသိဘူးလို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့ဒီဘက်ခင်မှာပဲပြောရမယ်ဆိုရင်တော့လိန်ဝါဘောအသိမခတ်ဘူးကျွန်တော်ပြမယ်ဥပမာဗျာကျွန်တော်15ရာခိုင်နှုန်းနဲ့ဟာလာမိတ်ဆွေကိုကျွန်တော်ပေးမယ်ဗျာအမြတ်ပေးမယ်ဆိုပြီးတော့ကျွန်တော်ပထမ3-4လလောက်ကိုကျွန်တော်တီးခန့်ပြီးတော့မိတ်ဆွေတို့ထုတ်ပေးနေမယ်ဆိုရင်တော့မှဘာလုပ်မလဲဆိုကျွန်တော်လူအစ်တွေထက်ရှာမှာရှာပြီးတော့ရင်အစ်စ်တရားထည့်မယ်အဟောင်းတွေကလည်းလာစဉ်ရနေတဲ့ခါကျတော့ recommend ပေးတာဒီမှာထည့်ဒါဆိုရင်ငါတို့လာစဉ်တစ်လောက်15ရာခိုင်နှုန်းရတယ်ဆိုရင်ထဲလူတွေများလာတဲ့ခါမှာကျွန်တော်ဘာလုပ်လဲကျွန်တော်လိန်ပြေးလိုက်မယ်ကဲမိတ်ဆွေဘာလုပ်လို့ရမလဲဘာမှလုပ်လို့မရဟုတ်တယ်မလားဆိုတော့အဲ့ဒါမျိုးတွေကလုံနေတာဟိုးရင်နဲ့ဒါနီးထဲမှာမပြောမှဆိုရင်ကွာရှေးဟောင်းအကြဆုံးလိန်နဲ့နီးပုံစံမျိုးပေါ့နော်ဆိုတော့ပလိန်ဘသူမှကိုယ့်ရဲ့ငွေကိုအမျက်15ရာခိုင်နှုန်းမပေးနိုင်ပါဘူးအဲ့ဒါကြီးကအရင်များပါတယ်နော်အဲ့တော့လူတစ်ယောက်ကိုကနေပြီးတော့ထုတ်ချီးလိုက်လို့မှဘလောက်ဆိုပါတော့အတိုးပေးမယ်ပါညာအဲ့လိုမျိုးဆိုရင်တော့တမျိုးပေါ့ဒါပေမဲ့အဲ့လိုငွေစုတာပါညာကတော့များသဖြင့်လိန်တာများပါတယ်နော်